ပြန်ထွက်သွားရမယ်ခန္ဓာကြွေလွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးအတွက်လမ်းတစ်ခုရှိနေတယ်အိုးနာတည်ခြင်းနဲ့လူအနိစ္စတရားတွေကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာချိန်တည်းမြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းကင်ရွှေပြည်လာတိကျတဲ့ဖြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရဆုံးဖြတ်ချက်လေး